အဖေနဲ့အမေကအိတ်ခမ်းမကြီးရသွားတယ်ကျွန်တော်အကိုနဲ့အမကသူတို့ကိုယ်ပိုင်ခန်းတွေရကြတယ်ကျွန်တော်ကတော့အဖေနဲ့အမေကပိုကျဲတဲ့အိမ်ကိုပြောင်းဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ထိ10နှစ်တီဝရန်တာမှာနေခဲ့ရတာပါကျွန်တော်တော်တော်လေးဝမ်းနည်းခဲ့ရတယ်တကယ်ကိုအချိန်ချင်းငိုခဲ့မိတာပါအိမ်တက်ပြီးတဲ့နောက်မှာတော့အခန်းတွေရွေးရမယ့်အချိန်ရောက်လာခဲ့ပါတယ်တောင်ဘက်မျက်နှာလှည့်အကြီးဆုံးအခန်းကတော့အဖေနဲ့အမေကရတာပေါ့ကျွန်တော်အကိုကသူတို့အခန်းဘေးကအခန်းကိုယူလိုက်တယ်ကျွန်တော်အမကသူကမိဘတွေကိုပဲဂရုစိုက်တယ်လို့ပြောပြီးတော့မြောက်ဘက်အခန်းကိုပျော်ပျော်ကြီးပြောင်းသွားခဲ့ပါတယ်ကျွန်တော်ရဲ့အထုပ်ပိုးလေးတွေကိုတည်ပြီးနောက်ဆုံးအခန်းစီကိုရှောက်သွားတဲ့အချိန်မှာလင်းဝံကကျွန်တော်ကိုတားလိုက်တယ်အကိုလမ်းမနေပြီးအကိုအခန်းကဟိုမှာလေသူညွန့်ပြတဲ့နေရာကိုကြည့်လိုက်တော့ဝရန်တာပေါ်မှာရှိနေတဲ့ဟိုရင်တစ်သားကတင်ဟောင်းကြီးကိုပဲမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်နားလည်သွားခဲ့တယ်အိမ်ကတင်းနေလို့မဟုတ်ပါဘူးကျွန်တော်ကသူတို့အတွက်အရေးမပါလို့ပါကျွန်တော်အဲ့ဒီမှာကြောင်ပြီးရက်နေတော့မှကျန်တဲ့သူတွေကတော့သူတို့အခန်းတွေထဲမှာအခြေကျနေကြပါပြီလင်းဖန်အဲ့ဒီနောက်ဆုံးအခန်းကငါရဲ့ဂိမ်းစောတဲ့အခန်းအဲ့ဒီလိုမျိုးပဲလင်းဝံကနောက်ဆုံးကျန်တဲ့အခန်းလို့ကိုသူဂိမ်းစောမဲ့အခန်းအဖြစ်သတ်မှတ်လိုက်ပါတယ်ဒီဂိမ်းစောတဲ့အခန်းကိုငါအိမ်မက်မက်နေခဲ့တာအခုတော့ငါအခန်းဖြစ်သွားပြီကျွန်တော်အကူကလည်းသူ့ရဲ့စပွဲတင်ဆက်တင်ကိုကြည့်ပြီးတော်တော်လေးကျဉ်းနေပုံရတယ်ဗီဒီယိုတစ်ခုပဲရှိပေမဲ့အနည်းဆုံးတော့သူ့စာအုပ်တွေနဲ့ပစ္စည်းတွေကနေရာတကျရှိသွားပြီးကျွန်တော်အမေလူယူရန်ကဖေးလက်ကိုအသားရဆွဲလိုက်တယ်ကြံ့ကျွင်းလာဆန်းကြည့်ပါအောင်ရှင်စာထိုင်လို့ဖို့ဒီကလထိုင်အတွက်ကျမတလားစာလာဆောင်ငွေကိုတုံးထားတာအဖေကခဏလောက်ဝေခွဲမရဖြစ်နေပြီးအမေကဆွဲခေါ်သွားလို့ဖြည်းဖြည်းချင်းထိုင်လိုက်တယ်နှလုံးတွေကလည်းနည်းနည်းရဲနေတယ်နောက်ဆုံးတော့ထမင်းဆက်စပွဲမှာအလုံးမလုံးရတော့ဘူးပေါ့ကျေးဇူးပါပဲမိမကြီးကျေးဇူးပါမေကျွန်တော်တို့အမေကိုချစ်တယ်သူတို့၄ယောက်သားနွေးနွေးထွေးထွေးနဲ့ပျော်ရွှင်နေကြတာကိုကြည့်ပြီးကျွန်တော်ရက်နေမိတယ်မျက်ရည်တွေကတော့တားမရပဲကြာနေတော့မယ်ကျွန်တော်ခြေထောက်အောက်ကကျမ်းပြင်ကတော့ဆိုးရွှဲနေပါပြီအိမ်တက်ပွဲရဲ့ပျော်ရွှင်မှုတွေကလေလူထဲမှာရှိနေသေးပေမဲ့ကျွန်တော်ကတော့လူစိမ်းတစ်ယောက်လိုခံစားနေရတယ်အေးဆက်နေတဲ့ဝရန်တာမှာတယောက်တည်းရက်နေပြီး10နှလုံးလုံးကျွန်တော်ရဲ့ကဘာတစ်ခုလုံးဖြစ်ခဲ့တဲ့တစ်သားကူတင်ကိုမေးကြည့်နေမိတယ်ပိုကျဲတဲ့အိမ်ကိုပြောင်းတာကဘာထူးမှလဲအခန်းတစ်ခန်းပိုလာပေမဲ့ကျွန်တော်အတွက်တော့တစ်ခန်းမှမပါခဲ့ဘူးကျွန်တော်ကို10နှစ်သားအရွယ်မှာအိမ်ခေါ်လာကလေးကဝရန်တာကကျွန်တော်အတွက်တစ်ခုလေးတော့နေရာဖြစ်ခဲ့တယ်အဲ့ဒီမှာ10နှစ်ကြာနေခဲ့ရတယ်အိမ်ကျဲကြီးကိုပြောင်းတဲ့အခါကျွန်တော်မှာကိုပိုင်ခန်းလေးရမယ်လို့အမြဲအိမ်မက်မက်ခဲ့တာကိုပိုင်ပတင်းပေါက်လေးနဲ့ညဘက်ဆိုအခန်းကမီးချောင်းတွေကြောင့်မျက်စိမကျင်းရတော့ဘူးမနက်တိုင်းလည်းအနှုတ်ခံရမှာမဟုတ်တော့ဘူးအိမ်မက်ကလက်တကန်းမှာရှိနေတယ်လို့ပဲဒါပေမဲ့တကယ်တမ်းတော့လှမ်းလို့မမီနိုင်ခဲ့ဘူးလင်းဖန်ဘာလို့ရက်နေသေးတာလဲမင်းပစ္စည်းတွေကိုဝရန်တာစီတွားရွှေ့လေအမေကပစ္စည်းတွေနေရာချပြီးနောက်မှာကျွန်တော်ရက်နေတာကိုမြင်တော့စိတ်မရှိတဲ့အတန်နဲ့ပြောလိုက်တယ်ကျွန်တော်ရဲ့အိတ်ကိုချစ်ချစ်ပါအောင်စုပ်ကင်ထားမိတယ်ကျွန်တော်မှရှိသမျှအရာအလုံးကဒီအိတ်ထဲမှာတင်ဆက်နေဘာမှမရှိသလောက်ပါပဲကျွန်တော်တက်ပြင်းပြင်းတစ်ချက်ချလိုက်တယ်ကျွန်တော်တက်ပြင်းပြင်းတစ်ချက်ချပြီးအတန်ထွက်ပြောလိုက်တယ်ဖေဖေမေမေအိမ်မှာအားနေတဲ့အခန်းရှိသေးတယ်မဟုတ်လားကျွန်တော်အတန်းတင်ဆောင်မှုပွဲတွေဖြေဖို့ရှိလို့အဲ့ဒီအခန်းမှာခဏလောက်နေလို့ရမလားကျွန်တော်ပြောလိုက်တာနဲ့တအိမ်သားလုံးတိတ်ဆိတ်သွားတယ်အကိုကအရင်ဆုံးမျက်မှောင်ကျုပ်လိုက်တယ်ရှောင်းဖန်ငါကဘွဲလုံကျောင်းအတွက်စာလုပ်နေတာငါအချိန်စရာကအရေးကြီးတယ်ငါဝရန်တာမှာသွားအိတ်လို့မရဘူးငါကဘာလို့ဖယ်ပေးရမှာလဲအဲ့ဒါငါရဲ့ဂိမ်းစောတဲ့အခန်းလေးဘသူ့ကိုမှပေးမနေနိုင်ဘူးဖေဖေမျက်နှာကတင်းမာသွားပြီးပြတ်သားတဲ့အတန်နဲ့ပြောလာတယ်မင်းအဲ့ဒီဝရန်တာမှာနေလာတာ10နှစ်တောင်ရှိပြီပဲမင်းလည်းအချင်းဖြစ်နေပြီပဲပြဿနာရှာမနေပါနဲ့မင်းအကိုကအိတ်ဆက်တယ်ဝရန်တာမှာဆိုရင်သူစာအာယုံစိုက်လို့ရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်မှလည်းစာမွေးပွဲတွေရှိတာပဲညတိုင်းတစ်ကောင်ကျော်တဲ့အထိစာလုပ်နေရတာဝရန်တာမှာကစူညံလုံးလို့ကျွန်တော်အိတ်လို့တော့မရဘူးကျွန်တော်ဆက်ပြီးအောက်မထားနိုင်တော့ဘူးအတန်ကိုမြင့်ပြီးရင်ထဲမှာစုပြုံနေတဲ့ခံပြင်းမှုတွေကိုအကုန်အန်ထုတ်လိုက်ပါတယ်